ဒီနေ့ချမောင်ကြော်ပါမယ်အကိုကြီးဆန်ကတော့ချမောင်ရွက်တွေချွေနေပါတယ်သူ့ style လို့ပြောပါတယ်ကက်ကြီးနဲ့တစ်ခါမှချွေတာမတွေ့ဘူးပါဘူးကျမကတော့စီတက်ဖို့ကြက်သွန်လေးလှီးနေပါတယ်နည်းနည်းမောလာလို့ကော်ဖီတောက်ပါမယ်ညငပိလေးကိုထည့်ထားပါပြီပြီးတော့ငရုတ်သီးစိမ်းမရှိတဲ့အတွက်ကြောင့်မလို့အမေကိုဖုန်းဆက်ပြီးတော့ငရုတ်သီးစိမ်းတောင်းပါတယ်ချမောင်ရွက်ကလေးတွေကိုထဲအိုးထဲထည့်ပြီးတော့နူးအောင်တည်ပါတယ်ရေနည်းနည်းလေးထည့်လိုက်မယ်ပြီးတော့ online ကနေကျွန်မပြန်ကြည့်လိုက်ပါသေးတယ်ချမောင်ဘယ်လိုကြော်တာလဲပေါ့နော်စားကောင်းအောင်ဆိုပြီးတော့ပြန်ကြည့်ပြီးတော့ပြန်ကြော်ပါပြီပြန်နှွေးနေတာပေါ့နော်ချမောင်လေးတွေကိုနူးအီအောင်ပြီးတော့စီတက်ဖို့အတွက်ပြန်ကြည့်လိုက်ပါသေးတယ်ဘာကြောင့်လဲဆိုတော့မေ့နေလို့လေအဲ့တော့ ready ပါပဲစီတက်ပါပြီထည့်ရမယ့်ပစ္စည်းတွေတော့အကုန်ထည့်ပါတယ်ဇွန်လေးတွေထည့်တယ်ငပိပါထည့်လိုက်တယ်ပေါ့နော်ကိုဆန်ကတော့ပကံရင်တွေကိုစိတ်ကြောပေးနေပါတယ်ကျွန်မဝိုင်းကူပြီးတော့ငရုတ်ပြီးစိမ်းလေးနဲ့ကြက်သွန်လေးကိုထည့်ပြီးတဲ့တကားလာမှာတော့ချမောင်လေးပါထည့်လိုက်ပါတယ်အဲ့တော့အာရပါရကြော်နေပါတယ်ဒီဘက်မှာလည်းကိုဆန်ကတော့တန့်ရှင်းရေးလေးတွေသူလုပ်ပေးနေပါတယ်နောက်ဆုံးမှာတော့ချမောင်ကြော်လေးရပါပြီအဲ့တော့ကိုချက်ကိုကောင်းပါပဲ very good